ဒီနေ့ခေတ်မှာလူငယ်တွေဖျားတရားနဲ့ဝိပဿနာအလုပ်ကိုပို့ပြီးတော့စိတ်ဝင်စားလာတာကိုကျွန်တော်တို့မျက်ဝါးထင်ထင်တွေ့နေရပါတယ်။အရင်တုန်းကဆိုရင်တရားစခန်းဝင်တယ်တရားထိုင်တယ်ဆိုတာအသက်အရွယ်ကြီးမှလုပ်ရမယ့်အရာလို့ထင်မှတ်ခဲ့ကြပြီမယ်။အခုတော့အဲ့ဒီအမြင်တွေပြောင်းလဲသွားပါပြီ။ဘာကြောင့်များလူငယ်တွေဒီလောက်တောင်ဓမ္မလမ်းကြောင်းကိုစိတ်ဝင်စားလာကြတာလဲဆိုတဲ့အချက်6ချက်ထဲကပထမဆုံးအချက်ဖြစ်တဲ့စိတ်ဖီစီးမှုလျှော့ချရေးဆိုတဲ့အကြောင်းအရာကိုအရင်ဆုံးပြောပြပေးချင်ပါတယ်။ခင်ဗျာဒီနေ့ခေတ်လူငယ်တွေရဲ့ဘဝကိုတစ်ချက်လောက်ပြန်ကြည့်လိုက်ပါ။မနဲ့မိုးလင်းတာနဲ့ဖုန်းထဲမှာရောက်နေတဲ့အလုပ်ကိစ္စတွေပညာရေးဆိုင်ရာဖိအားတွေနဲ့လူမှုရေးကိုယ်ရဲ့ဘောက်ကနှိုင်းယှဉ်မှုတွေနဲ့တနေကုန်ပြေးလွှားနေရတာပါ။ဒီနေ့အတွက်ဘာတွေပြီးအောင်လုပ်ရအောင်လဲဆိုတဲ့အတွေးကလူငယ်တွေရဲ့အုံနောက်ထဲမှာနေရာယူနေတာပါတစ်ချိန်လုံးပြိုင်ဆိုင်မှုပြင်းထန်တဲ့လောကကြီးထဲမှာရုန်းကန်နေရတဲ့အတွက်စိတ်ဖိစီးမှုဆိုတာကလူငယ်တိုင်းရဲ့ရင်းနှီးသောမိတ်ဆွေလိုခင်နေပါပြီအဲ့ဒီလိုဖိအားတွေများလာတဲ့အခါမှာလူငယ်တွေဘာလုပ်ကြလဲခင်ဗျာအပြင်မှာပျော်ပါတာဂိမ်းကစားတာဒါမှမဟုတ်အလုပ်ကိုပဲခေါင်းငုံပြီးလုပ်နေကြတာပေါ့ဒါပေမဲ့အဲ့ဒီလိုမျိုးတွေနဲ့ကစိတ်ကိုခဏပဲပြေလျော့စေတာပါအမှန်တကယ်စိတ်ထဲမှာအေးချမ်းသွားတာမျိုးတော့မဟုတ်ပါဘူးအဲ့ဒီအချိန်မှာပဲတရားဓမ္မဆိုတဲ့အရာကသူတို့အတွက်တကယ်ကိုအရေးပါတဲ့အဖြေတစ်ခုဖြစ်လာတာပါလူငယ်တွေသဘောပေါက်လာတာကမေတ္တာပို့ခြင်းနဲ့တတိပဋ္ဌာန်ကျင့်စဉ်တွေဟာစိတ်ကိုချက်ချင်းပြန်လဲတတ်ထားစေတဲ့ဆေးတလက်လိုပဲဆိုတာပါပဲဥပမာယုံမှာဒါမှမဟုတ်ကြောင်းမှာအစင်မပြေမှုတစ်ခုခုဖြစ်လာပြီဆိုတော့စိတ်ထဲမှာဒေါသတွေထွက်လာမယ်စိုးရိမ်စိတ်တွေတက်လာမယ်အဲ့ဒီအချိန်မှာငါစိတ်ကဘလို့ဖြစ်နေတာလဲဆိုတာကိုခဏလေးတတိကပ်ပြီးကြီးလိုက်တာနဲ့တင်စိတ်ကတည်ငြိမ်သွားတတ်ပါတယ်ဒါကိုပဲပါဠိလိုတတိလို့ခေါ်လာပေါ့ခင်ဗျာလူငယ်တွေအခုခါမှာဒီတတိကိုဘယ်လိုလက်တွေ့အသုံးချရမလဲဆိုတာကိုစနစ်တကျသင်ယူလာကြပါပြီအသက်ရှူလိုက်ရှူးထိုးလိုက်နဲ့ကိုယ့်ရဲ့အသက်ရှူတန်းလေးကိုပဲအာယုံစိုက်နေုံနဲ့တင်စိတ်ကဘလောက်တောင်အေးချမ်းသွားလဲဆိုတာသူတို့ကိုယ်တိုင်လက်တွေခံစားနေရတာပါအရင်တုန်းကတော့တရားထိုင်တယ်ဆိုတာငြိမ်ငြိမ်လေးထိုင်ပြီးမျက်စိမှိတ်နေုံပဲလို့ထင်ခဲ့ကြပြီမယ်အခုတော့ဒါကစိတ်ကိုလေ့ကျင့်တန်းလုပ်ပေးတာဆိုတဲ့အတိကတော်တော်လေးပြန့်နှံ့လာပါပြီတကယ်တော့စိတ်ဖိစီးမှုဆိုတာကျွန်တော်တို့ရဲ့စိတ်ကမနေ့ကဖြစ်ခဲ့တဲ့အမားတွေစီရောက်သွားလို့ဒါမှမဟုတ်မနှက်ဖြန်မှာဖြစ်လာမဲ့အရာတွေကိုကြိုပြီးပူပန်းနေလို့ဖြစ်လာတာပါအခုတရားဓမ္မကသင်ပေးတာကအခုလက်ရှိအချိန်မှာပဲနေဖို့ပါဖျားရှင်ဟောကြားသောတရားတော်တွေထဲမှာအတိတ်ကိုလည်းမတွေးတော့နဲ့အနာဂတ်ကိုလည်းမမျှော်လင့်နဲ့အခုလက်ရှိဖြစ်ပေါ်နေတဲ့အရာတွေကိုပဲတတိထားပါဆိုတဲ့အစိုးအမတွေဟာဒီနေ့ခေတ်လူငယ်တွေရဲ့ဖိအားတွေကိုရှော့ချပေးဖို့အကောင်းဆုံးသောဆေးစွမ်းကောင်းတွေဖြစ်နေတာပါဒီလိုမျိုးစိတ်ကိုပြန်ပြီးထိန်းကျောင်းနိုင်စွမ်းရှိသော mental resilience ရှိလာတဲ့အခါမှာလူငယ်တွေဟာဘယ်လိုအခက်အခဲနဲ့ပဲတွေ့စိတ်မပြတ်ပဲပြန်ပြီးယုံထွက်နိုင်လာကြပါတယ်ဒါကလူငယ်တွေရဲ့ဘဝအတွက်အလွန်ပဲအဖို့တန်သောအကျိုးကျေးဇူးပါပဲအလို့မှအစင်မပြေလို့စာမေးပွဲမှာကြရှုံးလို့စိတ်ထကြနေမဲ့အစားဒီဖြစ်ရဟာငါအတွက်သင်ခန်းစာပဲလို့တွေးနိုင်တဲ့အထိစိတ်ဓာတ်တွေခရင်ခင်လာကြပါတယ်အဲ့ဒီလိုအေးချမ်းတည်ငြိမ်သောစိတ်ဓာတ်မျိုးကိုတရားဓမ္မပဲပေးစွမ်းနိုင်တာပါဒါကြောင့်လေဒီနေ့ခေတ်လူငယ်တွေဟာအပန်းဖြေတဲ့နေရာမှာကလတ်တွေကိုပွဲလန်းသပင်တွေကိုရှာဖွေမဲ့အစားတရားစခန်းတွေကိုတရားဟောပွဲတွေကိုပုံမစိတ်ဝင်စားလာကြတာဖြစ်ပါတယ်သူတို့တကယ်လိုချင်နေတာကအပြေပန်းပျော်ရွှင်မှုမဟုတ်ပဲအတွင်းစိတ်ကနေတကယ်အေးချမ်းသွားတဲ့ငြိမ်းချမ်းမှုကိုဖြစ်ပါတယ်စိတ်ဖိစီးမှုတွေကိုစီမံခန့်ခွဲတက်လာတဲ့အခါကျွန်တော်တို့ရဲ့နှလုံးသားတွေကပိုပြီးကြည်လင်လာပါတယ်အဲဒီလိုကြည်လင်လာတဲ့ချိန်မှာပဲနောက်ထပ်မေးခွန်းတစ်ခုကကျွန်တော်တို့ရဲ့စိတ်ထဲကိုရောက်လာတတ်ပါတယ်အဲ့ဒါကတော့ငါဒီလောကကြီးထဲမှာဘာအတွက်အသက်ရှင်နေတာလဲဆိုတဲ့မေးခွန်းပါပဲဒါဟာလူငယ်တွေအများဆုံးတွေးတောတတ်ကြတဲ့ဘဝရဲ့အနှစ်သာရကိုရှာဖွေခြင်းဆိုတဲ့ဒုတိယအချက်ပါပဲဒီနေ့ခေတ်မှာလူငယ်တွေဟာပစ္စည်းဥစ္စာတွေနီးပညာတွေနဲ့အလွန်ပဲပြည့်စုံနေကြပါတယ်လိုချင်တာကိုတစ်ချက်နှစ်ယုံနဲ့ရနိုင်တယ်လို့ကမ္ဘာအခြားတစ်ဖက်ခန်းကအကြောင်းအရာတွေကိုလည်း second by အတွင်းသိနိုင်ကြပါတယ်
ဒါပေမဲ့အဲ့ဒီလိုပြည့်စုံမှုတွေကြားထဲမှာပဲစိတ်ရဲ့လိဟာမှုတစ်ခုကိုခံစားနေတဲ့သူတွေကအများကြီးပါပဲငါအလုပ်လုပ်တယ်ပတ်စံရှာတယ်အောင်မြင်မှုတွေရလာတယ်ဒါပေမဲ့နောက်ထပ်ဘာဆက်လုပ်ရမှာလဲဆိုတဲ့ခံစားချက်မျိုးပေါ့တခါတလေကျရင်ကိုဘာမှမဟုတ်သလိုဘဝကအဓိပ္ပာယ်မနေနေသလိုမျိုးခံစားရတဲ့အချိန်တွေရှိတတ်ကြပါတယ်အဲ့ဒီလိုအချိန်တွေမှာဖះရှင်ရဲ့တရားတော်တွေဟာလူငယ်တွေအတွက်အလွန်ပဲအဖို့တန်တဲ့လမ်းပြမေ့ပုံဖြစ်လာတာပါဖះရှင်ကတော့ဒီဘဝရဲ့အဖို့တန်ကိုမနုဿတဘာဝဒုလဘလို့ဟောကြားထားပါတယ်ဆိုလိုတာကတော့လူဘဝဆိုတာရဖို့အလွန်ခဲရင်နဲ့အလွန်တန်ဘူးရှိတဲ့ဘဝတစ်ခုပါပဲကျွန်တော်တို့ဒီလိုလူဘဝကိုရလာတာဟာတကယ်တော့အခွင့်အရေးကြီးတစ်ခုပါလူငယ်တွေကဒီတရားကိုနားလည်လာတဲ့အခါမှာအသက်ရှင်နေတာဆိုတာပတ်စံရှားဖို့တခုတည်းမဟုတ်ဘူးကိုယ့်ရဲ့အတိညာဏ်ကိုမြင့်တင်ဖို့နဲ့အများအတွက်အကျိုးပြုဖို့ဆိုတဲ့အမြင်ကိုရလာကြပါတယ်ဥပမာအားဖြင့်ပြောရမယ်ဆိုရင်ကားတစ်စီးကိုမောင်းနေတယ်ဆိုတော့ကားကမြန်မောင်းနေတယ်အင်ဂျင်ကလည်းအသစ်ဆက်ဒါပေမဲ့ကိုသွားရမယ့်လမ်းကြောင်း destination ကိုမသိဘူးဆိုရင်အဲ့ဒီခရီးကဘလောက်တောင်ပင်ပန်းမလဲခင်ဗျလူငယ်တွေရဲ့ဘဝကလည်းဒီတိုင်းပါပဲအလုပ်တွေအများကြီးလုပ်နေပေမဲ့ဘဝရဲ့ရည်ရွယ်ချက်မရှိရင်စိတ်ကလေလွင့်နေတတ်ပါတယ်ဖျားတရားကိုလေ့လာလိုက်တဲ့အခါမှာတော့ငါရဲ့ဘဝလမ်းကြောင်းကဒါပဲဆိုတဲ့တိကျရဲ့အဖြေကိုတူတူရှာဖွေတွေ့ရှိသွားကြပါတယ်ဘဝရဲ့အနှစ်သာရဆိုတာတခြားအရာတွေမှာရှားစရာမလိုပါဘူးကိုယ့်ရဲ့စိတ်ကိုအကောင်းဆုံးဖြစ်အောင်လေ့ကျင့်တာမေတ္တာတရားတွေထားရှိတာပြီးတော့ကိုယ်တတ်နိုင်တဲ့ဘက်ကနေအများအကျိုးကိုဆောင်ရွက်တာတွေကဘဝရဲ့အနှစ်သာရတွေပါပဲလူငယ်တွေဟာဒီအချက်ကိုသဘောပေါက်လာတဲ့အခါမှာသူတို့ရဲ့ဘဝအပေါ်ထားတဲ့အမြင်တွေကအကုန်ပြောင်းလဲသွားကြပါလေအရင်ကပစ္စည်းဥစ္စာကိုပဲအဓိကထားခဲ့တဲ့သူတွေဟာအခုတော့ဘေးကန်းကျဲ generosity ကိုကျင့်တရား morality နဲ့စိတ်ကိုထိန်းကျောင်းခြင်း mental discipline တွေကိုပို့ပြီးတော့တန်ဖိုးထားလာကြပါတယ်ဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုတွေရလာတဲ့အခါမှာတော့စိတ်ကဘလောက်တောင်အေးချမ်းသွားလဲဆိုရင်အပြင်မှာဘလောက်ပဲမုန်တိုင်းထန်ပါစေအတွင်းစိတ်ကတော့ငြိမ်းချမ်းနေတဲ့သမှုတရားလိုပဲတည်ငြိမ်နေမှာပါလူငယ်တွေထက်ဒါဟာတကယ်ကိုအောင်မြင်မှုတစ်ခုပါပဲဘဝရဲ့ရည်ရွယ်ချက်ကိုတည်သွားတဲ့သူဟာဘယ်တော့မှစိတ်တန်မကြတော့ဘူးဘယ်တော့မှလမ်းမပြောက်တော့ဘူးပေါ့ဒါကြောင့်လေခေတ်တော်လူငယ်တွေဟာဝိပဿနာတရားကိုစတင်လေ့လာလာကြပြီးဘဝရဲ့အဓိပ္ပာယ်ကိုနက်ရှာဖွေလာကြတာဖြစ်ပါတယ်ခင်ဗျတကယ်တော့ဘဝဆိုတာပျော်ရွှင်မှုတတ်မဟုတ်ပါဘူးအတိညာဏ်တွေနဲ့ပြည့်စုံသွားဖို့တတ်ပါဖះရှင်ရဲ့တရားတော်တွေကကျွန်တော်တို့ကိုအခုဘာလုပ်နေလာလဲဆိုတာကိုအမြဲတမ်းသတိကပ်ဖို့သင်ပေးပါတယ်ဒီလိုမျိုးသတိနဲ့အသက်ရှင်နေတဲ့ဟာမှာကိုယ့်ရဲ့လုပ်ရတိုင်းဟာအဓိပ္ပာယ်ရှိလာပြီးတော့ဘဝကပိုပြီးတော့တောက်ပလာပါတယ်အဲ့ဒီလိုတောက်ပလာတဲ့ဘဝမျိုးကိုပိုင်ဆိုင်ဖို့အတွက်လူငယ်တွေဟာအခုဆိုရင်ဘာသာရေးနဲ့ဓတနည်းဘေးတာကိုပိုပြီးတော့စိတ်ဝင်စားလာကြတာဟာအလွန်ပဲဝမ်းမြောက်စရာကောင်းတဲ့အချက်တစ်ခုပါခင်ဗျအဲ့ဒီလိုမျိုးဘဝရဲ့အနှစ်သာရကိုရှာဖွေတွေ့ရှိသွားတဲ့အခါကျွန်တော်တို့ရဲ့စိတ်ထဲမှာနောက်ထပ်ဖြစ်ပေါ်လာတဲ့ပြောင်းလဲမှုတစ်ခုကတော့တရားဓမ္မကိုဘလို့နီးလန်းတွေနဲ့လွယ်ကူနာယူနိုင်ပြီလေဆိုတဲ့အချက်ပါပဲဒါဟာတက္ကရာအချက်ဖြစ်တဲ့နီးပညာနဲ့လက်လန်းမိခြင်းပုံမူလွယ်ကူလာခြင်းဆိုတဲ့အကြောင်းအရာပါပဲဖြစ်ပါတယ်အရင်တုန်းကဆိုရင်တရားတစ်ပုဒ်ကိုနားခြင်းနဲ့ဖျားတရားကိုလေ့လာခြင်းနဲ့ဆိုရင်ဝေးလံခေါင်တီးတဲ့တရားစခန်းတွေကိုတွားဖို့လိုတယ်ဆရာတော်ကြီးတွေရဲ့ကြောင်းတိုက်တွေစီကိုခရီးနှင်းဖို့လိုတယ်အဲ့ဒီလိုမျိုးအချိန်ပေးပြီးတွားရောက်မှသာတရားတော်တွေကိုကြားနာခွင့်ရခဲ့ကြတာပါဒါပေမဲ့အခုခေတ်မှာတော့အခြေအနေတွေကတော်တော်လေးပြောင်းလဲသွားပါပြီလူငယ်တွေရဲ့အိတ်ကထဲမှာရှိနေတဲ့ smartphone လေးတစ်လုံးတည်းနဲ့တင်ကမ္ဘာအစင်မီလေတရားဟောဆရာတော်ကြီးတွေရဲ့ဟောချချက်တွေကိုအချိန်မရွေးနေရာမရွေးနာယူနိုင်နေပါပြီဒီနေ့ခေတ်လူငယ်တွေဟာ YouTube, podcast, social media တွေမှာအချိန်ကုန်ကြတယ်ဆိုတာအမှန်ပါပဲဒါပေမဲ့အဲ့ဒီအချိန်ကုန်မှုတွေကိုပဲအကျိုးရှိတဲ့အချိန်ကုန်မှုခေတ်အောင်ပြောင်းလဲလိုက်ကြတဲ့အခါမှာတော့တရားဓမ္မဆိုတာသူတို့ရဲ့လက်တခမ်းမှာရှိနေတာကိုတွေ့ရမှာပါမနက်ခင်းအလွတ်သွားတဲ့လမ်းမှာ podcast နားထောင်လိုက်တာမျိုးအေးရမဝင်ခင် YouTube ကနေတရားဟောချက်လေးတစ်ပုဒ်နာယူလိုက်တာမျိုးတွေကသူတို့ရဲ့နေ့စဉ်ဘဝရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာနေတာပါဒါဟာအလွန်ပဲကောင်းမွန်တဲ့အလေးအကျင့်တစ်ခုပါပဲခင်ဗျာတကယ်တော့ဤပညာဆိုတာအစိတ်လည်းဖြစ်နိုင်တယ်လို့ဆေးလည်းဖြစ်နိုင်တာပါလူငယ်တွေဟာဤပညာကိုအလွဲသုံးစားမလုပ်ဘဲကိုယ်စိတ်ကိုအေးချမ်းစေဖို့
ကိုယ့်ရဲ့အတိညာဉ်ကိုမြင့်တင်ဖို့အတွက်အသုံးပြုလာကြတာဟာအလွန်ပဲဝမ်းမြောက်စရာကောင်းတဲ့အချက်တစ်ခုပါပဲခင်ဗျာအရင်တုန်းကဆိုရင်တရားဓမ္မနဲ့ပတ်သက်ပြီးနားမလည်တာရှိတယ်မရှင်းတာရှိတယ်မေးမြန်းဖို့အခက်ခဲရှိခဲ့ကြပေမယ့်အခုတော့ online ပေါ်ကတရားဓမ္မအဖွဲ့အစည်းတွေတရားတော်တွေကိုဆွေးနွေးတဲ့အုပ်စုတွေကတဆင့်အလွယ်တကူမေးမြန်းနိုင်ဖြေရှင်းနိုင်နေကြပါပြီဒါတွေနဲ့မကသေးပါဘူးခေတ်စဉ်နည်းပညာတွေကတရားဓမ္မကိုအမြင်အာရုံနဲ့ပါတွဲဖြတ်ပြီးတော့ပိုပြီးလွယ်ကူကူနားလည်အောင်ဖန်တီးနေပါတယ်တရားတော်တွေကိုရုပ်ပုံကားချက်တွေနဲ့ graphic တွေနဲ့ပိုပြီးစိတ်ဝင်စားစရာကောင်းအောင်ပြုလုပ်ထားတဲ့ဗီဒီယိုတွေကလူငယ်တွေရဲ့စိတ်ဝင်စားမှုကိုပိုပြီးဆွဲဆောင်နိုင်ပါတယ်အဲ့ဒီလိုမျိုးနီလန်းတွေကတဆင့်တရားဓမ္မဆိုတာငင်းငွေစရာမဟုတ်ဘူးအလွန်ပဲစမ်းစစ်ပြီးတန်ဖိုးရှိတဲ့အတိဉာဏ်တွေပါလားဆိုတဲ့အတိမျိုးကိုလူငယ်တွေပိုပြီးလက်ခံလာကြတာပါဥပမာအားဖြင့်ပြောရမယ်ဆိုရင်လူငယ်တွေဟာသူတို့ကြိုက်နေတဲ့တဲ့ဆရာတော်ကြီးတွေရဲ့ဟောကြားချက်တွေကို follow လုပ်ထားလိုက်တာနဲ့နေတိုင်းလိုတရားတော်တွေနဲ့ထိတွေ့ခွင့်ရနေကြတာပါတချို့ဆိုတရားတော်တွေဆိုရင်အလွန်ပဲခေတ်မီတဲ့ဘာသာစကားခေတ်မီတဲ့ဥပမာတွေနဲ့ဟောကြားထားတဲ့အတွက်လူငယ်တွေနားလည်ဖို့ပိုပြီးလွယ်ကူစေပါတယ်ဘုရားဟောတရားတော်တွေကငါတို့ဒီနေ့ခေတ်ပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုတကယ်ပဲဖြေလောနိုင်တာပဲဆိုတဲ့အတိမျိုးကိုသူတို့တွေကနီးပညာကတဆင့်အမြန်ဆုံးရရှိနေကြတာပါဒါကြောင့်လဲကျွန်တော်တို့တွေ့နေရတာကတရားစခန်းတွေဖျားကျောင်းကန်တွေမှာလူငယ်တွေပိုပြီးများပြားလာတာပါအွန်လိုင်းကတဆင့်တည်လာတဲ့တရားတော်တွေကသူတို့စိတ်ထဲမှာတကယ်ပဲအကျိုးသက်ရောက်မှုရှိသွားတဲ့အခါသူတို့တွေကတကယ်တရားစခန်းကိုတွားပြီးတော့လက်တွေ့ကျင့်ကြည့်ခြင်းတယ်ဆိုတဲ့စံတာမျိုးဖြစ်ပေါ်လာတာပါနီးပညာကသူတို့ကိုတရားဓမ္မနဲ့ mix up ပေးလိုက်တဲ့တကားပေါက်လေးတလူပဲဖြစ်နေတာပါအဲ့ဒီတကားပေါက်ကတဆင့်သူတို့တွေဟာတကယ်ငြင်းချမ်းမှုပင်လေပြင်းစီကိုကူးခတ်သွားကြတာပေါ့ကွာဒါပေမဲ့တခုသတိပြုရမှာကတော့နီးပညာဆိုတာလက်ခံတဲ့ဂရာကနေရာမြေတစ်ခုပဲဖြစ်ပါတယ်တကယ်အဓိကအနှစ်သာရကတော့ကျွန်တော်တို့ရဲ့လက်တွေ့ကျင့်ကြံမှုမှာပဲရှိပါတယ်ဖုန်းထဲမှာတရားတော်တွေအများကြီးရှိနေုံနဲ့တော့စိတ်ကငြိမ်းချမ်းသွားမှာမဟုတ်ပါဘူးအဲ့ဒီတရားတော်တွေကိုနာယူပြီးတဲ့အခါမှာကိုယ့်ရဲ့စိတ်ထဲမှာဘလို့အကျိုးသက်ရောက်မှုရှိသလဲဆိုတာကိုပြန်လည်ဆင်ခြင်ဖို့လိုအပ်ပါတယ်တရားတော်တွေကိုနားထောင်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုဘလို့ပြန်လည်ထိန်းချောင်းစေမလဲဆိုတာကိုလက်တွေ့ကျင့်ကြံကြည့်ဖို့ပါလူငယ်တွေဟာအခုခါမှာဒီအချက်ကိုလည်းကောင်းကောင်းနားလည်နေပါပြီသူတို့တွေကနီးပညာကိုအသုံးပြုပြီးတရားတော်တွေကိုနားယူလဲပြီးတော့အဲ့ဒီတရားတော်တွေကိုအခြေခံပြီးတော့ကိုယ့်ရဲ့စိတ်ကိုလက်တွေ့လေ့ကျင့်တယ်ပြီးတော့တရားစခန်းတွေကိုတွားရောက်ပြီးတော့အချိန်ပေးကျင့်ကြံကြတယ်ဒီလိုမျိုးအစဉ်စဉ်ဖြစ်ပေါ်လာတာကတော့အလွန်ပဲဝမ်းမြောက်စရာကောင်းတဲ့အစင်းလာတစ်တစ်ခုပါပဲခင်ဗျာနီးပညာနဲ့တရားဓမ္မပေါင်းစပ်လိုက်တဲ့အခါမှာလူသားတွေရဲ့စိတ်ဓာတ်တွေကပိုပြီးတော့မြင့်မားလာမယ်ဆိုတာကျွန်တော်တို့အသေးအချာယုံကြည်လို့ရပါတယ်နည်းပညာတွေကတဆင့်တရားတော်တွေကိုနားထောင်ပြီးတဲ့အခါကျွန်တော်ရဲ့စိတ်ထဲမှာနောက်ထပ်ရရှိလာမယ့်အလံအဖိုးတန်တဲ့ယတနာတစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့စတုထအချက်ဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုလို့ခေါ်တဲ့ emotional resilience ကိုတည်ဆောက်ခြင်းပဲဖြစ်ပါတယ်။ဒီနေ့ခေတ်မှာလူငယ်တွေဟာကျောင်းမှာရုံးမှာမိသားစုတွေမှာနေတိုင်းလိုစိတ်ဖိစီးမှုတွေကိုရင်ဆိုင်နေရပါတယ်။တခါတလေကျရင်ရှုံးနှိမ်မှုတွေကြုံရမယ်စိတ်ပြက်စရာတွေဖြစ်လာမယ်။အဲ့ဒီလိုအချိန်မျိုးမှာစိတ်ကအလွယ်တကူချဆင်းသွားတတ်ပါတယ်။အဲ့ဒီလိုအချိန်မျိုးမှာတရားဓမ္မကအလိုအထောက်ကူပြုပေးတယ်လဲဆိုတော့စိတ်ကိုဘလို့ပြန်ထိန်းချုပ်ရမလဲဆိုတဲ့စိတ်ပညာသဘောတရားတွေကိုအလွန်ရှင်းလင်းစွာသင်ပေးပါတယ်။လူငယ်တွေဟာဒီအချက်ကိုသဘောပေါက်လာကြတဲ့အခါမှာအဆိုးမြင်စိတ်တွေကိုအကောင်းမြင်စိတ်နဲ့အစားထိုးတက်လာကြပါတယ်။ဥပမာအားဖြင့်တခုခုမအောင်မြင်ဘူးဆိုတော့အရင်ကဆိုရင်ငါတော့အသုံးမကျဘူးလို့ကိုပြစ်တင်ပြီးစိတ်သက်ကြနေမိအစားတရားဓမ္မကိုနားလေထားတဲ့လူငယ်တယောက်ကတော့ဒါကမမြဲခြင်းတရားပဲအနိစ္စပဲဆိုတဲ့အတိနဲ့စိတ်ကိုပြန်ပြီးတက်တာရရအောင်လွတ်တတ်သွားတာပါဒါကိုပဲစိတ်ဓာတ်ကြံ့ခိုင်မှုလို့ခေါ်တာပါခင်ဗျအခြေအနေကိုလက်ခံနိုင်စွမ်းရှိခြင်းဆိုတာဟာစိတ်ရဲ့အကြီးမားဆုံးသောအောင်မြင်မှုတစ်ခုပါပဲ
ဒီလိုမျိုးစိတ်တက်ကြန့်ခိုင်လာတဲ့အခါမှာလူငယ်တွေဟာဘယ်လိုအခက်အခဲကိုမဆိုသင်ခန်းစာတစ်ခုအနေနဲ့ပဲမြင်တတ်လာကြပါတယ်ဒါဟာအလွန်ပဲထူးခြားတဲ့ပြောင်းလဲမှုတစ်ခုပါသူတို့တွေဟာပြဿနာတွေကိုကြောက်မနေတော့ပဲပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့တတိကိုအသုံးချပြီးတော့အေးအေးဆေးဆေးနဲ့ပဲဖြေရှင်းတတ်လာကြတာပါဒါကြောင့်လဲခေတ်စဉ်လူငယ်တွေဟာအခက်အခဲတွေကိုပိုပြီးတော့သီးခံနိုင်လာပြီးစိတ်သက်ပိုကြန့်ခိုင်လာတာကိုတွေ့ရမှာပါနောက်တစ်ခုကတော့ပင်စမအချက်ဖြစ်တဲ့စိတ်ပညာနီးကြနဲ့ယူတိရှိတော့ချင်းကပ်မှုဆိုတဲ့အကြောင်းအရာပါပဲဒီနေ့ခေတ်လူငယ်တွေဟာအရာရာကိုဘာလို့လဲလို့မေးခွန်းထုတ်တတ်ကြသူတွေပါအယူတီးတာမျိုးအကြောင်းပြခြင်းမခိုင်လွန်တာမျိုးကိုသူတို့လက်မခံပါဘူးဘုရားရှင်ဟောကြားတော်မူတဲ့တရားတော်တွေဟာအလွန်ပဲယူတိရှိပြီးစိတ်ပညာနီးကြအချက်အလက်တွေနဲ့ကိုယ်ညီနေတဲ့အတွက်လူငယ်တွေပိုပြီးတော့ယုံကြည်လာကြတာဖြစ်ပါတယ်ဥပမာအဖြစ်အကြောင်းနဲ့အကျိုးတရားသဘောကိုကြည့်ပါဘုရားရှင်ဟောကြားတဲ့ကံဆိုတာဟာမကောင်းတာလုပ်ရင်အဖြစ်ခံရမယ်ဆိုတဲ့အယူအဆထက်ကိုယ့်ရဲ့လုပ်ရတိုင်းမှာတုံ့ပြန်မှုရှိတယ်ဆိုတဲ့သဘာဝတရားကိုပြောတာပါဒါကိုခေတ်စဉ်စိတ်ပညာနဲ့စိတ်ပညာမှာ neuroscience ဦးနှောက်ဆိုင်ရာစိတ်ပညာနဲ့နှိုင်းယှဉ်ပြီးတော့ရှင်းပြကြတဲ့အခါမှာလူငယ်တွေကအယမ်းကိုစိတ်ဝင်စားသွားကြပါတယ်ငါတို့ရဲ့အတွေးတွေကဦးနှောက်ကိုပြောင်းလဲစေတယ်ငါတို့ရဲ့လုပ်ရတွေကငါတို့ရဲ့ဘဝကိုပုံဖော်တယ်ဆိုတဲ့အတိကတကယ်ပဲလက်တွေ့ကျတဲ့အတွက်သူတို့ပို့ပြီးတော့နှစ်သက်လာကြတာပါအေဟိပတ္တိကဆိုတဲ့ဘုရားရှင်ရဲ့လမ်းညွှန်ချက်ကဒီနေ့ခေတ်လူငယ်တွေရဲ့စိတ်နေသားနဲ့အကွင့်အညီဆုံးပါပဲဘသူကမှမျက်စိမှိတ်ပြီးယုံကြည်ခိုင်းတာမဟုတ်ပဲကိုယ်တိုင်လက်တွေ့ကျင့်ကြည့်ပြီးမှအမှန်တရားကိုသိဖို့တိုက်တွန်းထားတာပါဒီလိုမျိုးလွတ်လပ်တဲ့အသိဉာဏ်ကိုပေးထားတဲ့အတွက်လူငယ်တွေဟာဖျားတရားကိုပို့ပြီးတော့လေးစားလာကြပါတယ်သူတို့အတွက်တရားဆိုတာအယူဝါဒတသက်မဟုတ်ပဲဘဝကိုပို့ပြီးတော့ကောင်းအောင်တိဆောက်ပေးနိုင်တဲ့လက်တွေ့ကျတဲ့နီလန်းကောင်းတစ်ခုဖြစ်နေတာပေါ့လေဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုရဲ့ယူတိရှိတဲ့အမြင်ရဲ့ပေါင်းဆက်လိုက်တဲ့အခါမှာတော့လူငယ်တွေဟာဘဝရဲ့မှုန်တိုင်းတွေကိုကြော်ဖြတ်နိုင်တဲ့စွမ်းအားတွေရရှိလာကြပါတယ်အရင်တုန်းကတော့တရားဆိုတာအသက်ကြီးမှလုပ်ရမယ်အရာလို့ထင်ခဲ့ပေမဲ့အခုတော့တရားဆိုတာငယ်ရွယ်တဲ့အချိန်မှာအကောင်းဆုံးနဲ့အလိုအပ်ဆုံးအရာတစ်ခုဖြစ်တယ်ဆိုတာကိုသူတို့သဘောပေါက်လာကြပါပြီစိတ်ရဲ့အလုပ်လူပုံကိုနားလည်လာတဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုအကောင်းဆုံးထိန်းကျောင်းနိုင်တဲ့သူတွေဖြစ်လာကြမှာပါအသေးကြပါနောက်ဆုံးအနေနဲ့ကတော့လူငယ်တွေတရားဓမ္မကိုပို့ပြီးတော့စိတ်ဝင်စားလာရတဲ့နောက်ထပ်အရေးကြီးတဲ့အကြောင်းရင်းတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့6ချက်မြောက်အချက်ဖြစ်တဲ့အပြုသဘောဆောင်တဲ့အတိုင်းဝိုင်းကိုတောင့်တခြင်းဆိုတဲ့အကြောင်းအရာပါပဲကျွန်တော်တို့နေထိုင်နေတဲ့ဒီနေ့ခေတ်လူမှုကွန်ရက်တွေမှာအစိတ်အတောက်တွေဖြစ်စေတဲ့အငင်းပွားမှုတွေဝေဖန်တိုက်ခိုက်မှုတွေကအများကြီးပါပဲအဲ့ဒီလိုအဆိုးမြင်စရာတွေကြမှာအချိန်ကုန်နေရတာဟာတကယ်ကိုပင်ပန်းရပါတယ်အဲ့ဒီတော့လူငယ်တွေဟာဒီအငင်းပွားမှုတွေအဆိုးမြင်မှုတွေကနေရုံထွက်ပြီးတော့စိတ်တူကိုယ်တူရှိသူတွေတရားဓမ္မကိုဝါသနာပါသူတွေနဲ့စုပေါင်းပြီးတော့အေးချမ်းတဲ့အတိုင်းဝိုင်းလေးတစ်ခုကိုတည်ဆောက်ချင်လာကြတာဟာအလွန်ပဲသဘာဝကျပါတယ်ဖျားရှင်ကဟောကြားထားတဲ့ကလျာဏမိတ္တဆိုတဲ့တရားတော်ကဒီနေ့ခေတ်မှာတကယ်ကိုအဓိပ္ပာယ်ကြီးမားနေပါတယ်ကလျာဏမိတ္တဆိုတာကိုယ့်ကိုအမားလန်းကိုမပို့ပဲအမှန်တရားကိုလမ်းပြပေးတဲ့မိတ်ဆွေကောင်းလေးပါတရားစခန်းတစ်ခုကိုတွားလိုက်တဲ့အခါမှာဒါမှမဟုတ်တရားဆွေးနွေးပွဲလေးဒီမှာလူငယ်တွေဟာတယောက်နဲ့တယောက်အစိုးမြင်စကားတွေမပြောကြပဲတရားဓမ္မအကြောင်းတွေဘဝကိုဘလို့အကောင်းဆုံးဖြတ်တန်းမလဲဆိုတဲ့အကြောင်းတွေကိုပဲဆွေးနွေးကြတာပါဒီလိုမျိုးစိတ်တူကိုယ်တူလူငယ်အုပ်စုထဲမှာနေရတာဟာစိတ်အတွက်အလွန်ပဲသက်သာရာရောက်စီပါတယ်ကိုလိုပဲဘဝကိုအတိပ္ပယ်ရှိရှိဖြတ်တန်းခြင်းသူတွေကိုလိုပဲစိတ်ဖြီးစည်းမှုတွေကိုတရားနဲ့ဖြည့်ရှင်းခြင်းသူတွေနဲ့တွေ့ဆုံရတာဟာလူငယ်တွေအတွက်အလွန်ပဲတန်ဖိုးရှိတဲ့အတိုင်းဝိုင်းတစ်ခုပါတရားစခန်းတွေတရားဆွေးနွေးပွဲတွေမှာလူငယ်တွေပို့ပြီးတော့များပြားလာတာဟာဒီလိုမျိုးအေးချမ်းတဲ့အတိုင်းဝိုင်းကိုတောင့်တမှုကြောင့်လည်းဖြစ်ပါတယ်ကဲအခုဆိုရင်ကျွန်တော်တို့ခေတ်သစ်လူငယ်တွေဘာကြောင့်တရားဓမ္မကိုပို့ပြီးတော့စိတ်ဝင်စားလာကြတယ်လဲဆိုတဲ့အချက်6ချက်ကိုအသေးစိတ်ဆွေးနွေးပြီးသွားပြီစိတ်ဖိစီးမှုရှော့ချရေးကစလို့ဘဝရဲ့အနှစ်သာရကိုရှာဖွေခြင်းဤပညာကိုအကျိုးရှိရှိအသုံးပြုခြင်း
စိတ်ပိုင်းဆိုင်ရာကြံ့မိုင်းမှုတိဆောက်ခြင်းသိပ္ပံနိုင်ကျအမြင်ကိုလက်ခံခြင်းပြီးတော့ကလျာဏမိတာဆိုတဲ့အတိုင်းဝိုင်းကိုတိဆောက်ခြင်းအထိပေါ့ဒီအချက်အားလုံးကိုခြုံငုံကြည့်လိုက်ရင်လူငယ်တွေဟာအရင်ကထက်ပိုပြီးတော့အတိအကျမြင့်တလာတာကိုတွေ့ရမှာပါဒါဟာမြမလူအဖွဲ့အစည်းအတွက်ရောကမ္ဘာလူအဖွဲ့အစည်းအတွက်ပါအလွန်ပဲအပြုတဘောဆောင်တဲ့လက္ခဏာတစ်ခုပါပဲလူငယ်ဆိုတာနိုင်ငံတော့လောကကြီးရဲ့အနာဂတ်ပါအဲ့ဒီလိုအနာဂတ်မျိုးပိုင်ဆိုင်ထားတဲ့သူတွေကတရားဓမ္မကိုလက်ကင်ထားပြီးတော့အေးချမ်းတဲ့ဘဝကိုတီးဆောက်နေပြီဆိုရင်ဒီလောကကြီးဟာဘလောက်တောင်အေးချမ်းတာယာလာမလဲဆိုတာသင်တို့မြင်တော့ကြည့်ပါအခုတော့ကျွန်တော်နဲ့အတူတူအချိန်ပေးပြီးတော့နားထောင်ခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်တရားဓမ္မဆိုတာစာအုပ်ထဲမှာပဲရှိနေတာမဟုတ်ပါဘူးသင်တို့ရဲ့ဒီနေ့စဉ်ဘဝထဲမှာရှိနေတာပါအခုကစပြီးတော့သင်တို့ရဲ့နေ့စဉ်ဘဝမှာတတိဆိုတဲ့ mindfulness ကိုအသုံးပြုပြီးတော့မေတ္တာတရားတွေနဲ့အသက်ရှင်နေသွားနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အခုတော့အားလုံးပဲဒီတရားဓမ္မတွေနဲ့အညီစေရောကူပါအေးချမ်းနိုင်ကြပါစေခင်ဗျာအားလုံးပဲဘေးရန်ခတ်သိမ်းကင်းကင်းကြပါစေဒုက္ခခတ်သိမ်းကင်းကင်းကြပါစေယောဂခတ်သိမ်းကင်းကင်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေခင်ဗျာ